ညီမလေးတို့ကဒီနေ့မှလှုပ်စားစင်မှာဆိုပေမဲ့ဘာမှစိတ်ပူကြမလို့ညီမလေးတို့ထက်အရှိမှလှုပ်လာတဲ့စီနီယာမတွေရှိတယ်သူပြောတာလေးကိုနောက်ကနေလိုက်လုပ်ပြီးလို့ရတယ်ဖုန်းတွေကတော့အလုပ်ချိန်မှာတင်ထားမယ်နော်ထမင်းစားချိန်ကြလို့ရှိရင်လည်းသူပြောပေးလိမ့်မယ်နော်အဲ့တော့ခေါ်ပေးမယ်ပို့ပို့ကြီးဟုတ်ပြီဒါညီမလေးတို့တဲ့အရှိရောက်တဲ့စီနီယာသူကအကုန်လုံးသိမ့်မေးလိုက်မယ်မတက်တာသိမ့်မေးမှာနော်ဘာမှစိတ်ပူကြမလို့တစ်ချက်လောက်ကလေးတွေကဒီနေ့မှရောက်တာဆိုနော်စိတ်ချမယ်နော်အေးဒီဆိုင်ကကြာရဲ့သဘောကောင်းတယ်နော်ဟုတ်တယ်နော်ငါလည်းအဲ့ဒါပြောမလို့အေးအရင် ML ညီမလေးတို့ရဲ့လူတယောက်ကြောင့်ဆိုတာပေါင်းချင်းမှတိတာအဲ့ဂျာကြီးဆိုတာလေညထမင်းစားချင်းကြော်10မိနစ်ကြော်နဲ့ထမင်းမကြွေးတော့ဘူးထမင်းဥတွေရုံးတွေအကုန်ပြန်ထည့်တာဟုတ်လားဟုတ်တယ်ပြီးငါပြောရမယ်ကသူစိုက်မသားဒီမှာဆရာလုံနေရတော့ဘာမှမလုပ်ရဘဲနဲ့ငါတို့% နဲ့ငါတို့ရောင်းရတဲ့ 1% သူကရဟဲ့သမီးတို့ရောင်းနေခဲ့ဟာလားညီတို့ရောင်းရတဲ့ဟာတွေအကုန်လုံး 1% ကိုသူကချတာဘာမှလုပ်ချမလို့ပဲနဲ့ပြီးတော့ငါပြောရမယ်ငါတို့တက်ခြုံပြီးတော်နေရလဲမဟုတ်သူကအရင်ရောက်လို့ဂျာကြီးဖြစ်တာငါတို့နဲ့ခြုံပြီးတော်နေတာတစ်စမ်းမှမရှိဘူးဒီဆိုင်ကဂျာကြီးတတိထားမိလားတခြားဆိုင်ဂျာကြီးနဲ့တူလားစုံပြဲနဲ့ပဲဒီဆိုင်ကဂျာကြီးကုတ်ထားလို့သာကုတ်မထားအမချိပြတော့မမိဘူးသူကသူ့ရဲ့ရုပ်ရည်ပြောပါတယ်သူ့ရဲ့ရုပ်ရည်မချိပြတော့မမိဘူးငါတို့ကတိတာငါတို့ကအစ်စ်ဆိုဘာမှတိမှာမဟုတ်သေးဘူး14ပဲရှိသေးတယ်လူတယောက်ကြောင့်ပေါင်းချင်မှတိတာဆက်ကြည့်နော်ဒီမှာအမနေလာတာကြာပြီဒီဆိုင်ကတစ်ဆိုင်လုံးရဲ့စိတ်တက်ကိုမသိတယ်ဂျာကြီးမောနေပြီလားဟောအေးဟုတ်တယ်ရေစာနန်းနဲ့တော့ပဲဟာစိမ့်နေလုံးညာပြင်မမှာပေါ့အတက်ကောင်မလေးတွေရောအဆင်ပြေလားအစ်ကောင်မလေးအကြောင်းပြောမှုဂျာကြီးတို့ကလေသဘောမကောင်းဘူးလေသိလားသူတို့အရင်တော့ဂျာကြီးတွေထက်သဘောမကောင်းဘူးပြီးတော့ပြောပြသိရသိလားဂျာကြီးဟိုနေ့ကသူတို့ထမင်းမကျွေးလိုက်ဘူးဆိုထမင်းစားချိန်ကြော်ရတော့သူတို့ထမင်းမကျွေးပဲနဲ့ဟင်းနေပကံလေးကုန်သိမ့်တယ်မပြောပါဘူးထမင်းပကံလေးအဲ့မှာပဲထားတာလေဟင်းနေအောင်ချက်ပြီးတော့အဲ့ဒါပြောတာဂျာကြီးကသူတို့ထမင်းမကျွေးဘူးထမင်းစားချိန်ကြော်ရင်သူတို့ထမင်းမကျွေးပဲထမင်းပကံလေးကုန်သိမ့်တာဟဲ့လားဘသူကပြောတာလဲအစ်ရောက်လာတဲ့ကောင်မလေး2ယောက်လေ2ယောက်လုံးကအဲ့2ယောက်ကပြောဂျာကြီးအဲ့ဂျာကြီးဆိုတာလေတို့ထမင်းစားချိန်ကြော်10မိနစ်ကြော်လဲထမင်းမကျွေးတော့ထမင်းဥတွေအကုန်ပြန်ထည့်ရတယ်ပြီးတော့ဒီကလေဟိုကတဲ့ဂျာကြီးကဘာလုံးဝမလုပ်ရဘူးလေသူတို့ရောင်းအားရ 1% အလက်ကားရတာတော့ဘာမှမလုပ်ရဘဲနဲ့ငါတို့% နဲ့ငါတို့ရောင်းအားရ 1% သူကရဟဲ့သူတို့အသက်ခုမှအသေးရောက်လာလက်ရဲဆက်ရဲနဲ့ဖက်ဆက်ရဲလိုက်တာတော့ဟုတ်တယ်ပြီးတော့လေဂျာကြီးကတခြားဆိုင်ရာဂျာကြီးနဲ့မတူလဲစုပ်ပြတ်တတ်နေရပဲတဲ့တော်တော်စကားရှုပ်တယ်အဲ့နှစ်ယောက်ကမလွယ်ဘူးရဲ့ချိပါအောင်ဂျာကြီးကမမြင်ဘူးတဲ့စုပ်ပြဲနဲ့ပဲဒီဆိုင်ဂျာကြီးကုတ်ထားလို့ဒါကုတ်မထားအမချိတာမမြင်ဘူးကွာဂျာကြီးသူတို့ရောက်တော့3ရက်ပဲရှိသေးတော့အရန်စကားရှုပ်တယ်ဆိုင်မှာအဲ့တရင်အကုန်ပြတ်နေရပဲအစ်စ်လေးတွေကပြောတာဟုတ်ပါမလားတမီးဂျာကြီးဂျာကြီးကမမော်ကြီးမယုံဘူးလားမယုံလို့မဟုတ်ပါဘူးအစ်စ်ဆိုမှအဲ့လောက်ကြီးပြောရဲပါအဲ့လောက်ပြောတယ်သူတို့ကဒီလုံးကမလာခင်အရှိလုံးမှာတွေကဇာရှိပြီးသားတရရောက်မြောက်ပေးတာမဖြစ်နိုင်ဘူးဘူးမမြောက်ဘူးသူကဇာရှိတယ်လူဆိုတာအဲ့လိုမျိုးဆိုတာဇာရှိမှပြောလို့ရတာဂျာကြီးရဲ့ဟုတ်ပြီနည်းနည်းကြည့်လိုက်အောင်မယ်သူတို့အခြေအနေလေးတွေကိုသိမယုံနဲ့နော်ဂျာကြီးရဲ့အရန်အယုံတွေအရန်ရိုးသားတယ်ဟုတ်ပြီ